လူတယောက်ရဲ့အကြောင်းကိုပေါင်းတင်ဆက်ဆံခြင်းဖြင့်ဒါသိနိုင်တယ်ဆိုတာလူအများစုသိထားကြဒါပေမဲ့လူတယောက်ရဲ့အကြောင်းကိုပေါင်းတင်ဆက်ဆံရုံတော့နေတော့ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူးအရေးကြီးတဲ့အချက်ကြီး၃ချက်ရှိပါဘူးအဲ့ဒါကတော့နံပါတ်1လူတယောက်ရဲ့အကြောင်းကိုသိချင်ရင်အချိန်ကြာယူပြီးမှသိနိုင်တယ်လို့ဆိုပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ကလူတယောက်ကိုအချိန်ဘယ်လိုပဲပေါင်းတင်ဆက်ဆံပေါ့နော်အချိန်ကြာယူပြီးပေါင်းတင်ဆက်ဆံခြင်းမလုပ်ဘူးဆိုရင်လူတယောက်ရဲ့အကြောင်းကိုသိနိုင်မှာမဟုတ်ပါဘူးနောက်နံပါတ်2အချက်တတိထားမှသိနိုင်တယ်လို့ဆိုတာလူတယောက်ကိုဘယ်လောက်ပဲအချိန်ကြာပေါင်းတင်ဆက်ဆံပြီးမယ်လို့တတိမထားမိရင်လည်းအဲ့ဒီလူတယောက်ရဲ့အကြောင်းကိုမသိနိုင်ဘူးလို့ဆိုပါတယ်နံပါတ်3ပညာရှိမှသိနိုင်တယ်လို့ဆိုပါတယ်အဲ့တော့ကျွန်တော်တို့ကဘယ်လောက်ပဲလူတစ်ယောက်ရဲ့အကြောင်းကိုအချိန်ကြာပေါင်းတင်ဆက်ဆံတာတို့နောက်တစ်ခုသတိထားမိတာတို့ဘယ်လောက်ပဲရှိပေါ့နော်ပညာမရှိရင်လည်းလူတစ်ယောက်ရဲ့အကြောင်းကိုကျွန်တော်တို့မသိနိုင်ပါဘူးဒါကလူတစ်ယောက်ရဲ့အကြောင်းကိုသိဖို့အတွက်အရေးကြီးတဲ့အချက်ကြီး၃ချက်ဖြစ်ပါတယ်မိတ်ဆွေတို့အတွက်သုံးဝင်မယ်လို့ထင်ပါတယ်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်